ညီမနှစ်ယောက်လုံးတဦးနဲ့တဦးပြင်းထန်စွာတိုက်ခိုက်နေကြတာကိုမကြည့်ရတော့တဲ့ရှောင်းရံကနှစ်ယောက်လုံးသူ၏မိမအဖြစ်ချစ်ချစ်ခင်ခင်နေဖို့ပြောပြီးရံပွဲကိုရက်တန့်ရန်ကြိုးစားပေမဲ့နှစ်ယောက်စလုံးကလက်မခံပဲပြန်လည်တိုက်ခိုက်နေကြတယ်ရှောင်းရံလည်းသူ့ရဲ့စော်ကြီးရုပ်ရည်ကိုသုံးပြီးနှစ်ယောက်လုံးကိုတပြိုင်နက်တည်းချုပ်လိုက်တယ်မယားကြီးနဲ့မယားငယ်ဆိုတာတိအောင်နေရမယ်ဟုဆိုကသူတို့နှစ်ဦးလုံးကိုပွေးဖက်လိုက်ပြီးသူ၏စွာအဖြစ်နှလုံးသားချင်းဆက်နွယ်သည့်ချုံနှောင်မှုကိုစတင်အသက်သွင်းလိုက်တဲ့အငယ်မကအနှဲငယ်ယုံနေလို့ရှောင်းရံကတစ်ချက်လောက်တီးပေးလိုက်ရသေးတယ်နောက်ဆုံးတွင်စနစ်မှအဆင့်ရှိသောအနီရောင်တို့သမီးနှင့်အဖြူရောင်တို့သမီးနှစ်ဦးလုံးကိုအောင်မြင်စွာချုပ်ကင်နိုင်ခဲ့ကြောင်းကြေညာခဲ့တယ်ထိုလို့ရက်မှာရုပ်တိဗေဒကိုကျော်လွန်နေသဖြင့်အားလုံးကအံ့အားသင့်သွားကြတယ်ရှောင်းရံ၏လုပ်ရက်ကြောင့်ဒန်ကျင်ဖျားကြောင့်ကြီးပြူကျသွားပြီးအသက်ရှင်ကျန်ရစ်သူများကိုအပြင်သို့ရွှေ့ပြောင်းပေးခဲ့ပြီးအလင်းတန်းတွေနဲ့အတူမြေပြင်ပေါ်ကိုရောက်ရှိလာကြပါတယ်သူတို့အားလုံးဟာဒီတစ်ခါတော့တကယ်ကိုအသက်ဘေးကလွတ်လာခဲ့ပြီဆိုတဲ့အမူအရာတွေနဲ့ဝမ်းသာအားရဖြစ်နေကြပါတယ်ကောင်းမလေးတယောက်ဆိုရင်မျက်ရည်တွေနဲ့ကျေးဇူးတင်ပါတယ်ရှောင်းရံရဲ့နင်းကြောင်တာမဟုတ်ရင်ငါတို့အားလုံးအဲ့ဒီထဲမှာတင်တည်ခဲ့ကြရမှာလို့ရှိုက်ကြီးတင်ပြောရှာပါတယ်အဲ့ဒီအချိန်မှာပဲလူကြားထဲကနေမောက်မာတဲ့မိန်းကလေးတယောက်ထွက်လာပါတယ်သူမကတော့လင်းလူပါသူမကရှောင်းရံတို့အသက်ရှင်ရုံတင်မကပဲအောင်မြင်စွာပြန်လာနိုင်တာကိုမယုံကြည်နိုင်ဖြစ်နေတာပါမဖြစ်နိုင်တာရှန်လင်းနင်တို့ဘလို့လို့အသက်ရှင်နေတာလဲအဲ့ဒါကကြောက်စရာကောင်းတဲ့အဆင့်ငါရှိတဲ့တွေးဆုံခမ်းမမစ်ရှင်လေးနင်တို့အထဲမှာပုံနေပြီးအချိန်ပြည့်မှအတင်းကျပ်အထုတ်ခံလိုက်ရတာမဟုတ်လားဒီစကားကိုကြားတော့ရှန်လင်းကသူမရဲ့လက်ပတ်နာရီကိုထုတ်ပြပြီးပြုံးလိုက်ပါတယ်နာရီပေါ်မှာမစ်ရှင်အောင်မြင်ကြောင်း data တွေပေါ်လာပါတယ်သူမဟာအဲ့ဒီခက်ခဲတဲ့မစ်ရှင်မှာအဆင့် A နဲ့အောင်မြင်ခဲ့ပြီးနှင်းလိုင်းတာလို့ခေါ်တဲ့အဆင့်မြင့်လက်နက်ကိုစုအဖြစ်ရရှိခဲ့တာပါလင်းလူတယောက်ပါဆက်အဟောင်းတာဖြစ်နေတော့မှပဲရှောင်းရံကကြားဖြတ်ပြောလိုက်ပါတယ်အဆင့် A ကအမြင့်ဆုံးလို့မင်းထင်နေတာလားသူ့ရဲ့လက်ပတ်နာရီကိုနှိပ်လိုက်တဲ့အခါအားလုံးအံ့အားသင့်သွားရပါတယ်ကောင်းကင်ရံကနေရွှေရောင်လင်းတန်းကြီးကျဆင်းလာပြီးစခင်ပုံမှာအစစ်အပ်ဆိုတဲ့စာလုံးကြီးပေါ်လာတာကြောင့်ပါရှောင်းရံရရှိခဲ့တဲ့စုတွေကတော့ရှားပါလက်နက်ကောင်းကင်ပုံပေတန်းဝိညာဉ်ကြောက်ခဲပေါင်း3000လင်းလူတယောက်ယူမတက်အော်ဟစ်ပါတော့တယ်ဒါကသွေးဆုံခမ်းမမစ်ရှင်လေးနင်ကဘလို့လို့အဆင်းရတာလဲရှောင်းရံကတော့ခက်လို့လားငါကတော့အဲ့ဒီထဲမှာကောင်မလေးတွေကိုရီးစားစကားပြောတယ်ကြောင်လေးနဲ့ကစားတယ်ဒီလောက်ပါပဲနောက်ဆုံးမှာတော့အဖွဲ့အစည်းရဲ့တာဝန်ရှိသူအမျိုးသမီးကရှောင်းရံကိုတရေတိုက်ဖြတ်ရေးဌာနတဲကိုဝင်ဖို့ဖိတ်ခေါ်ပါတယ်ရှောင်းရံကတော့သူ့ရဲ့မစ်ရှင်တွင်းကမိမလလေးတွေနဲ့ချုပ်ဆိုထားတာတွေကို Fire Space ထဲမှာတင်စီထားပြီးနောက်ထပ်စွန့်စားခန်းအသစ်တွေအတွက်အသင့်ဖြစ်နေပါပြီအကောင်လေးကိုဖော်လို့လုပ်ရင်စိတ်မဆိုးတာမို့ဖော်လို့လုပ်လို့ရတယ်နော်